အားလုံးပဲမင်္ဂလာပါရိုးစေရောဒီကနေ့ကျတော့တန်းပလောင်စာပေလေးပေါ်ပေါက်လာရခြင်းအကြောင်းနဲ့ပတ်သက်ပြီးတော့လာရောက်ပြီးတော့မျှဝေပေးသွားမှာဖြစ်ပါတယ်တန်းပလောင်စာပေလေးပေါ်ပေါက်လာရခြင်းအကြောင်းဒီတန်းအမျိုးသားများ၏ကိုယ်ပိုင်ယဉ်ကျေးမှုဘာသာစကားစာပေတို့ကိုထိန်းသိမ်းရန်မျိုးဆက်သစ်များထံမှလက်ဆင့်ကမ်းရန်နှင့်တန်းလူမျိုးတရက်လုံးအတွက်တူညီသောဘုံစာပေတရက်ပေါ်ထွန်းလာစေရန်ရည်ရွယ်ချက်တို့မှစတင်ပေါ်ပေါက်လာရခြင်းပဲဖြစ်ပါတယ်စာပေနဲ့ဖြစ်ပေါ်လာခဲ့ရခြင်းတမိုင်းအကြောင်းကတော့စာပေမူပေါင်းသတ်မှတ်ခြင်းမှာ1982ခုနှစ်တန်းပလောင်လူမျိုးများပြီးဒေသအလိုက်နေထိုင်ရမှာကွဲပြားမှုရှိခဲ့ပြီးစာပေအတုံးနှုံးနဲ့ဒေသစကားများလည်းကွဲပြားလျက်ရှိပါတယ်ထို့တို့တကွဲပြားဖြစ်နေတဲ့စာပေနဲ့ဘာသာစကားများကိုစုစည်းကာတမျိုးသားလုံးအသုံးပြုနိုင်တဲ့ဘုံစာပေမြစ်ကို1982ခုနှစ်ဩဂတ်လ30ရက်နေ့တွင်စတင်အတည်ပြုအသုံးပြုနိုင်ခဲ့ကြပါတယ်။ဩဂတ်30ရက်နေ့သတ်မှတ်ခြင်းဒီကိုပိုင်ဘုံစာပေကိုစတင်အတည်ပြုအသုံးပြုနိုင်ခဲ့ပါတယ်။1982ခုနှစ်ဩဂတ်လ30ရက်နေ့ကိုအစွဲပြု၍နှစ်စဉ်ဩဂတ်လ30ရက်နေ့ကိုတန်းပလောင်တိုင်းသားစာပေနေ့အဖြစ်သတ်မှတ်ခဲ့ခြင်းဖြစ်ပါတယ်။တန်းစာပေထာဝရရှင်တန်ပါစေ။တန်းဘာသာစကားထာဝရဤတတ်ပါစေ။တန်းယဉ်ကျေးမှုမျိုးဆက်အဆက်ဆက်လင်းလက်တောက်ပပါစေ